အားလုံးပဲမင်္ဂလာပါကျမအခုဗီဒီယိုရိုက်တဲ့အချိန်မှာနည်းနည်းလေးကိုယ့်ဘက်ကအခက်အခဲလေးတွေကိုတွေ့လာရတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့စကားပြောတဲ့အခါမှာနည်းနည်းလေးအခက်အခဲရှိတာကိုကကင်မရာနဲ့တွေ့နေကြလဲမဟုတ်ဘူးပြီးတော့စာရုံမှတ်ရတဲ့အခါမှာကိုသိနေတဲ့အကြောင်းအရာတွေအောင်ပြန်ပြောဖို့နည်းနည်းလေးကင်မရာ shine ဖြစ်လို့လားတော့မသိဘူးနည်းနည်းလေးအခက်အခဲရှိနေတယ်ပေါ့နော်အဲ့တော့ကျမchallenge လေးတစ်ခုသားတွေ့တယ်သူကကြတော့30 day challenge ဆိုပြီးတော့ကျမအနေနဲ့ကဒီ30 day challenge မှာဘာလို့လုပ်မလဲဆိုတော့ဒီ Gem Century နဲ့ပတ်သက်ပြီးတော့ကလွဲရင်ကျန်တာရဲ့အားလုံးကိုကျမတရက်ကို topic တစ်မျိုးနဲ့ပြောသွားမယ်ပေါ့နော်အဲ့ဒါကအဓိကတော့ကိုယ့်အကြောင်းလေးပေါ့ကိုယ့်အကြောင်းလေးတော့များတယ်အရင်တော့ကတော့ဒီဟာကို personal account မှာတင်ဖို့ယူရထားတယ်ဒါပေမဲ့အခုဘယ်လိုပြေးလဲဆိုတော့I decide to grow this account ပေါ့နော်ဒီ account ကိုပဲကျွန်မ grow လုပ်မယ်ဆိုပြီးတော့ဒီ account ကနေပဲကျွန်မတရက်ကို topic တစ်မျိုးနဲ့ပြောသွားမယ်အဲဒီတော့အပိကြပါအောင်ပေါ့နော်ရွှေရချက်ကကြတော့ကျွန်မစကားတွေပြောတဲ့အခါမှာ storytelling ပိုကောင်းလာအောင်ရယ်ပြီးတော့ဒီ brain muscle လေးနည်းနည်းပြန်ပြီးတော့အသုံးပြုချင်တာပေါ့နော်ဒီအုံနောက်ကိုမသုံးတာလည်းကြာနေပြီလို့ပြောရမယ်အဲဒီတော့ဒီစာလေးတွေဖတ်မယ် brain muscle လေးတွေပြန်ပြီးတော့လေ့ကျင့်ပြီးတဲ့သဘောနဲ့ဒီလိုမျိုး30 day challenge ကို join ရခြင်းပဲဖြစ်ပါတယ်ဒီ30 day challenge join လို့မှကျွန်မကကိုယ့်ကို perfect ဖြစ်တယ်လို့မထင်သေးဘူးမမောရဲ့ result ကိုသိပြီးတော့သဘောမကျသေးဘူးဆိုရင် maybe 60 day လည်းဖြစ်သွားနိုင်တယ်လို့90 day လည်းဖြစ်သွားနိုင်ပါတယ်အဲဒီတော့နေ့တိုင်းတရက်ကိုတစ်ပုတ်အနေနဲ့တွေ့မယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်